ကြောက်မင်းသမီးကားပြက်တယ်မင်းသမီးကားပြက်ရင်မင်းသမီးကားတော့ဝယ်စီးနိုင်သေးတာပဲ workshop တော့သူသိရမှာဘယ်ကမှဟိုးတော့လဲ workshop ကိုလှမ်းဖုံးစစ်တာမကြောက်ဘူးဘယ်ကမှမမြင်ဘူးအခုလည်းဖုံးမစစ်ဘူးအဲ့ဒီမှာကားစီကဩအဲ့ဒါမင်းသားကားပြက်အဲ့ဒီမင်းသားကနောက်ပြန်ဆုတ်လာကျွန်တော်ဘာကိုကြီးပေးရမလဲစက်ကတာပဲကျွန်မကားပြက်လို့ပါမသိလို့မရမယ်အဲ့ဒီမင်းသားကဘယ်တော့က workshop ပညာတက်ထားတယ်တက်လည်းတက်မလို့သူကလည်းအဲ့မှာစက်နှူးကြည့်ပေါ့ခွေးโอเคသွားပြီမြန်လိုက်တာပြီးတော့ညဘက်ကျတော့အဲ့ဖုန်းနဲ့အီလည်းအီရောညှိပါတစ်စက်ကထားတယ်ဒါပေမဲ့တခုကောင်းတာကကြိုက်တဲ့အမှုလားကြိုက်တဲ့ရာဇဝတ်သားသူက၄လောက်နဲ့မကလို့၅လောက်နဲ့အလောင်းတစ်ထောင်မှဖြစ်ဖြစ်အချိန်နဲ့တပြေးညီဖမ်းပြမယ်စက္ကန့်တော့မလွဲစေရအောင်လက်လည်းမစားဘူးကိုယ်လည်းမစားဘူးအဲ့ဒါကျွန်တော်ရှိမှရဲမြညွန့်တယောက်ပဲရှိတယ်စားဘူးဘာဒီနောက်ပြန်ကြိုးထုတ်တော့လည်းမရဘူးဟဲ့မပြေးနဲ့